Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ UC Sport Channel တစ်ဆက်ဆက်လေးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ကတော့စီတူဆိုပါကျွန်တော်ကဒီဘောက်ဖန်တယောက်ပါဒါပေမဲ့ကျွန်တော်ဘောလုံးနဲ့ပတ်သက်တဲ့သတင်းတွေဒီဘောလုံးနဲ့ပတ်သက်တဲ့သတင်းတွေပွဲနှစ်ချုပ်တွေ update news တွေကိုဒီ channel လေးမှာထားပြီးတော့တင်ဆက်ပြသပြီးတော့မှာပဲဖြစ်ပါတယ်ဝါသနာတူမိတ်ဆွေတွေလည်းကျွန်တော်နဲ့တူလိုက်ပြီးတော့ကြည့်ရှုရင်းနဲ့အားပေးလို့ရပါတယ်အကြံပေးလို့ရပါတယ်ဝေဖန်လို့ရပါတယ်အားလုံးကိုဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီ channel ကိုစပြီးတော့လုပ်တဲ့ချိန်မှာပဲကျွန်တော်တို့ရဲ့ဒီဟာကိုတင်ရမနေ့ကဆောက်တက်တဲ့ပွဲမှာ 3-1 ဆိုတဲ့အနိုင်ရလက်နဲ့စပြီးတော့နိုင်ရရှိခဲ့တဲ့အတွက်ကျွန်တော် channel အဖွင့်လေးကိုပူအားပေးတဲ့အသင်းကိုပဲပြောမယ်ဆိုရှင်အနိုင်လေးနဲ့စပြီးတော့ပြောခွင့်ရတဲ့အတွက်လေတော်တော်လေးအဆင်ပြေတော့ရပါတော့မနေ့ကပထမပိုင်းပြီးသွားတဲ့အချိန်မှာ0-1နဲ့ဆောက်တက်တဲ့ဥဆောင်နေတဲ့အချိန်မှာဆိုလို့ရှိရင်ငါရဲ့ channel အသစ်ကလေးမှာကိုအသင်းကရှုံးနိုင်နဲ့စရတော့မှလားဆိုပြီးတော့မှနည်းနည်းစိတ်ပူတယ်ဒါပေမဲ့မနေ့ကကျွန်တော်ပထမပိုင်းမှာလူထုတ်ပုံမှားရင်းဆိုတာကိုပွဲပန်းနေတာဒါသမားတွေပွဲပန်းနေတဲ့အတွက်လောက်လာပေးဖို့မှုတွေလည်းမရှိဘူးချိန်ချောက်မှုတွေဆိုတော့ပြောတော့ဒီမရှိဘူးပေါ့နော်အဲစားကလည်းရောတိရောနဲ့ဖြစ်နေတဲ့အချိန်မှာဇော်တန်ဘက်ကတလုံးပေါက်သွားတာကိုပဲကျွန်တော်တို့တင်ကောင်းဆောင်ဗန်တိုင်းနဲ့ AB1 တို့ကနားလည်မှုလွဲပြီးတော့ကျွန်တော်တို့ဥဆောင်ကိုပေးလိုက်ရတယ်ဒါပေမဲ့အာနီစလောကဒီဟာကိုချက်ချင်းပဲကျွန်တော်တို့ပရိုင်းပွဲပြီးရဲ့အချိန်မှာဟာလားကွင်းနဲ့2ယောက်နောက်တစ်ယောက်ကိုလဲပြီးတော့လူတွေချင်းတောင်းလိုက်တယ်ပွဲက Max Alistair ပါလာတာနဲ့ချက်ချင်းတန်းပြီးတော့ကိုဘယ်လိုပြောမလဲကွင်းလေအလုံးအသားကြီးရပြီးတော့ PPCC ကစားနိုင်တာပေါ့နော်ဒီထဲမှာဒီကျွန်တော်တို့ DS ကလည်းတော်တော်ကိုမနေ့ကလှုပ်ပေးသွားပါတယ်ဗောနော်သူမားရများနေဆိုမှလည်းဒီကျွန်တော်တို့ရှီပါဝေးရဖို့တော့ကသူ့ရဲ့တိုးအားတွေလှုပ်အားတွေကတစ်ဆင့်ပြောမှဆိုပုံမှန်ဆိုရင်ဒါဝင်ရလေဒါမျိုးလုံးနေဆိုရင်ဂိုးဝင်ဖို့ကတိတ်မတေချာတဲ့အနေထားကြီးကနေဒီလိုလုံးကျတော့တန်းကိုဝင်သွားပါဒါကျွန်တော်တို့လည်းကံကောင်းတဲ့အချက်တစ်ခုပေါ့နော်ပြီးလို့ရှိရင်နောက်ထပ်ကျွန်တော်တို့ပင်နေနှလုံးကိုလည်းဆာလက်ကမားရမရှိကန်သွားတယ်ဒီအတွက်ကိုကျွန်တော်တို့အတင်းရလည်းနိုင်ပွဲရတဲ့ပြင်ကိုမိုဟမက်ဆာလာအတွက်လည်းကျွန်တော်ဒီရာဒီပရီးမီးယားလိရွှေဖနက်စုကလည်းတော်တော်လေးကိုနီးစပ်လာပြီလို့ပြောလို့ရတယ်နောက်ပွဲတွေမှာဆိုလို့ရှိရင်ဒီချက်သွင်းမှုကလည်းမျှော်လင့်ထားတယ်အဲ့တော့ဒီပွဲမှာတော့သူရဖို့ပါပဲဒီရွှေဖနက်ကတော့သူရဖို့ကကျွန်တော်တို့မျှော်လင့်လို့ရနေပေါ့နော်ဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နောက်ထပ်ကတော့တိတ်ပြောစရာမရှိပါဘူးကျွန်တော်တို့မနေ့ကမှကြည်ရသလောက်ဆိုလို့ကျွန်တော်အဓိကတော့ကျွန်တော်တို့ဆိုဖို့ slide ပေါ့သူကတော့တော်တော်ကိုပွဲပန်းနေတဲ့အနေထားသူ့ကိုနားပေးတင်နေပြီကျွန်တော်တို့ချန်ပီယံလိမှာလည်းရှိသေးတယ်နောက်ရေးကြီးရဲ့ပွဲတွေလည်းကြံ့နေသေးတဲ့အတွက်ပေါ့နော်ဒါပေမဲ့ကွင်းလင်ကတော့နည်းနည်းလူစားလဲစရာတော့ရှိပါတယ်တီမီစကကတော့တိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော်ရောဘဆန်နေရာကိုစားထုတ်ဖို့ဆိုတော့ဘယ်လိုမှမဖြစ်နိုင်ဘူးကျွန်တော်ဒီယာဒီကုံသွားလို့ရောင်းဝယ်ပြန်ဖွင့်လို့ရှိရင်တော့အဲ့နေရာတော့ကတော့ကျွန်တော်တို့လူဝယ်ဖို့ကမျောလင့်ပါတယ်မဟုတ်လို့ရှိရင်အဲ့နေရာကျွန်တော်တို့တိုင်ပတ်နိုင်တဲ့အနေထားရှိပါတယ်ပေါ့နော်အနည်းချုပ်ပြောရရင်ကျွန်တော်တို့မနေ့ကနိုင်ပွဲအတွက်ကျွန်တော်ပရီးမီးယားလိမှာအာဆင်နယ်ထက်2ပွဲပို့စားထားပြီးတော့16မှတ်တာနဲ့ဆိုတော့ကျွန်တော်ဖလားတွေကြောက်ရပြီလို့ပြောလို့ရပါတယ်ဒါပြောကြမလို့မနေ့ဖြန်မန်ယူနဲ့တွေ့မဲ့အာဆင်နယ်ပွဲတော့လည်း PR ဖြစ်သွားစေနိုင်လို့ဒီသူတို့လည်းတော်တော်လေးကိုဒီပွဲအောင်ဆိုင်ပြီးကန်မဲ့သဘောရှိပါတယ်ပေါ့နော်ဒီကျွန်တော်တို့ဒီပါဦးနဲ့ဆောက်တန်ပွဲကိုတော့ဒါအနှစ်ချုပ်ကတော့အရင်ပြောစရာမရှိဘူးကျွန်တော်တို့ပေါ်ပပပဲဥဆောင်ကိုပေးလိုက်ရဆိုပေမဲ့ပေါ်ပပပဲအနိုင်ယူလိုက်တယ်ပေါ့ဒါကျွန်တော်တို့ရဲ့ဒီလမ်းကြောင်းကလုံးဝပြောင်းမသွားပါဘူးဒီအနေထားပြီးတော့နီးပြကြီးရဲ့လူထုတ်ပုံလူစားလဲပုံနေရတယ်ဘာဖြစ်ဘာလုပ်ရမယ်ဆိုတော့အတိုင်းဒါသူ့အတင်းပေါ်မှာတော်တော်လေးကိုကြည်ညက်နေပါပြီပေါ့နော်အဆင်ပြေတယ်ကျွန်တော်တို့ဒီ earning stock လည်းတဖြည်းဖြည်းနဲ့ဝင်တော့တော်တော်လေးသဘောကျလာပြီဒီကျွန်တော်တို့ clock ရဲ့နေရာကိုအစားထိုးမှထိုးနိုင်ပါမလားလို့စိုးရင်ဒီဖြစ်လာတဲ့အနေထားကနေအခုသူကလုံးဝကို share ဖြစ်နေကျွန်တော်တို့ဒီပုံစံတိုင်းဆက်သွားမယ်ဆိုရင်ဖလား3လုံးကလည်းရဖို့ကမျှော်လင့်ချက်တွေကများပါတယ်ပေါ့နော်။ဘာဖြစ်ကျွန်တော်တို့ Premier League ဖလားထက်ရမယ်ဝမ်းသာကြကောင်းတယ်နောက်ပွဲတွေကျွန်တော်တို့ဆက်ပြီးတော့အားပေးပါအောင်မယ်ကျွန်တော်လည်းသတင်းတွေကိုဒီထက်ပိုပြီးတော့ကောင်းမွန်တဲ့စုံစုံလင်ဖြစ်အောင်တင်ဆက်မယ်ပွဲ live တွေ highlight တွေပြီးလို့ရှိရင်ဒီပြောင်းရွှေ့သတင်းတွေပတ်သက်တာကိုလည်း up to date ဖြစ်အောင်စူးစမ်းပြီးတော့တင်ဆက်ပါအောင်မယ်ကျွန်တော်ရဲ့ဝါသနာတူညီကိုတွေကျွန်တော်ဒီဘာဥပန်ညီကိုတွေအကုန်လုံးလည်းကျွန်တော်အားပေးကြပါအောင် support လုပ်ပေးကြပါအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်သွားလို့ရပါတယ်